တကကြီးတွေတကောင်မကြီးတို့တပြေတပင်ကြီးတွေလာလှူဖို့ကထိန်ကိုခွင့်ပြုတာ no ဟုတ်လားမဟုတ်ဘူးဟုတ်လားဟေးဒီလိုစဉ်တကောင်မကြီးတို့တတိထားသင့်လားမထားသင့်ဘူးလားကထိန်ဆိုပြီးဦးဇင်းတို့ပတ်စံတွေလာလှူတယ်ဆိုတာဗုဒ္ဓလူတို့ကြပါတော့မလားမကြောက်ကထိန်ဆိုတာသင်္ကန်းကိုတန်ခိကစစ်တန်ခါကိုအာယုံပြုပြီးတော့သင်ပိုင်လေးတစ်ထည်ဖြစ်စေဟုတ်ပြီနော်ဧကတိလေးတစ်ထည်ဖြစ်စေဒူးကုန်းလေးတစ်ထည်ဖြစ်စေလှူမယ်တန်ခတ်တာဒီမာလို့လှူရင်အဲ့ဒါကထိန်ခင်းလို့ရပါတယ်သဘောကျလားဦးဇင်းပြောတာဒီလောက်ဆိုသဘောပေါက်ပြီမဟုတ်လားအဲ့ဒီကထိန်သင်္ကန်းကိုဘဒူတွေလှူခွင့်ရှိတယ်ကြိုက်တဲ့လူလှူလို့ရတယ်ဒေဝဝါမနှုတ်သောဝါလူဖြစ်စေနတ်ဖြစ်စေလှူခွင့်ရှိတယ်ကျန်လားဦးဇင်းတို့နောက်ဆုံးတက္ကတော်မတွေဆင်းရဲသွားတယ်အမိတိုင်းပြည်ကဆင်းရဲနေပြီဟုတ်လားပတ်စံမရှိတော့ဘူးဟုတ်လားငမွဲတွေဖြစ်သွားပြီဘာမှမတတ်နိုင်ရင်လဲကိုဒီကျောင်းတိုင်းမှာသင်္ကန်းပူတဲ့ဦးဇင်းတစ်ပါးကတန်ဃာတော်တွေဝီနီးနဲ့တိတ်ခါပုံ၅ခုလွတ်လပ်ခွင့်ချမ်းသာခွင့်ရအောင်ဆိုပြီးတော့ तू ကပညာရှိတယ်ဆိုရင် तू သင်္ကန်းလေးကို तू ကတန်ဃာတွေစုပြီးတော့တန်ဃာသားဒေမာဆိုပြီးလှူလိုက်ရင်အဲ့ဒီသင်္ကန်းလေးကိုကထိန်ခင်းလို့ရတယ်ဒီလိုဆိုရင်သတင်း၃ပေါ်၅ပါးယဟန်တွေတာမဏေတွေဘိက္ခုနီမတွေတိတ်ခံမှန်တွေလည်းလှူခွင့်မရှိဘူးလားကထိန်လှူခွင့်ရတဲ့ပုံကိုယ်တွေနတ်တွေကလည်းတရားမင်းနဲ့လာလှူလို့မရဘူးလားအဲ့လိုဘဟုတုတလေးမှတ်အောင်သဘောပေါက်ပြီလား